1962 ခုနှစ်မူဂျာဟစ်လက်နက်ကိုင်ဖွဲ့တွေရဲ့လက်နက်ချအခမ်းအနားမှာဗိုလ်မှူးချုပ်အောင်ကြီးကနေပြီးတော့မိခုံးပြောသွားတဲ့အထက်မှာပါဝင်တဲ့ဒီ Ranger ဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးဆွေးနွေးမှာဖြစ်ပါတယ်ရှင်။ဗိုလ်မှူးချုပ်အောင်ကြီးအနေနဲ့ Ranger ဆိုတဲ့စကားလုံးကိုသုံးတဲ့အခါမှာမူဂျာဟစ်လက်နက်ကိုင်အဖွဲ့တွေကနေပြီးတော့သူတို့တွေကိုဘင်္ဂလီလို့မသုံးဘဲနဲ့ Ranger လို့သုံးပေးပါဆိုပြီးတော့တောင်းဆိုတဲ့အခါမှာဒီအစိုးရရဲ့အာဏာတက်ရောက်စေနိုင်မှုအတွက်လက်လျောတဲ့သဘောအနေနဲ့ဗိုလ်မှူးချုပ်အောင်ကြီးကနေပြီးတော့ Ranger ဆိုတဲ့စကားလုံးကိုသုံးပြုခြင်းဖြစ်ပါတယ်။ဒီဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ဘင်္ဂလီတွေနဲ့အခုဒီမူဂျာဟစ်တောင်းဆိုတဲ့ဒီ Ranger ဆိုတာကမတူပါဘူးဆိုတဲ့စကားလုံးမျိုးလုံးဝသုံးသွားခြင်းမရှိပါဘူး။ဒီမြန်မာနိုင်ငံနဲ့နယ်နိမိတ်ချင်းဆက်ဆက်နေတဲ့နယ်မြေတစ်လျှောက်မှာဆိုရှင်ဒီဟိုဘက်ဒီဘက်မှာတိုင်းရင်းသားလူမျိုးစုတွေကနေထိုင်ကြပါတယ်။ဥပမာအပြင်ပြောမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံနဲ့တရုတ်နယ်နိမိတ်ဆက်ဆက်နေတဲ့နယ်မြေတွေမှာဆိုလို့ရှိရင်ဒီစုအီကောလဝဆိုတဲ့လူမျိုးတွေနေထိုင်ကြသလိုပဲမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံရဲ့နယ်စပ်တစ်လျှောက်မှာဆိုလို့ရှိရင်တိုင်မွန်ကရန်ဆိုတဲ့လူမျိုးတွေနေထိုင်ကြတယ်။ဒါကြောင့်မို့လို့မြန်မာနိုင်ငံနဲ့အရင်ကခေါ်တဲ့မေယူနေကြပေါ့အခုကျတော့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာပြင်မဲ့ဒီဘင်္ဂလီလူမျိုးတွေကဟိုဘက်ဒီဘက်နေထိုင်ကြတာမျိုးမဟုတ်ဘဲနဲ့အရင်တွေကတခြားသောကျမတို့တရုတ်နဲ့မြန်မာနယ်စပ်မှာတရုတ်နဲ့ထိုင်းနယ်စပ်မှာလည်းလူမျိုးနယ်စုတွေကနေထိုင်ကြတာရှိပါတယ်။ဥပမာအပြင်ပြောမယ်ဆိုရင်မြန်မာမှာဆိုလို့ရှိရင်ရှမ်းလူမျိုးတွေတည်ပြီးတော့တရုတ်မှာဆိုလို့ရှိရင်တိုင်လူမျိုးနယ်စုကိုတည်ထားပါတယ်။ဒါကိုကြည့်ချင်းအဖြစ်ကျမတို့ဒီဘင်္ဂလားဒေ့ရှ်နဲ့မြန်မာမှာလည်းဘင်္ဂလီဆိုတဲ့လူမျိုးနယ်စုနေထိုင်ပြီးတော့ဒီမြန်မာဘက်မှာတော့ရိုဟင်ဂျာဆိုပြီးတော့အသုံးလုံးလိုက်ခြင်းဖြစ်ပါတယ်။အဲ့ဒါလည်းဗိုလ်မှူးချုပ်အောင်ကြီးရဲ့မင်းကွန်းမှာသူ့ရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကဟိုဘက်ဒီဘက်မှာနေထိုင်ကြတဲ့လူမျိုးတွေဖြစ်တယ်ဆိုတဲ့သဘောမျိုးနဲ့ပြောသွားခြင်းဖြစ်တယ်လို့ကျွန်မလေ့လာတွေ့ရှိရပါတယ်။တစ်ဆက်တည်းမှာပဲပေါ့နော်ဗိုလ်မှူးချုပ်အောင်ကြီးဒီမင်းကွန်းနဲ့ပတ်သက်ပြီးတော့ဒီရိုဟင်ဂျာဆိုတဲ့စကားလုံးသုံးလုံးကပေါ့နော်ဒီမြန်မာအတန်ရဲ့အတန်လွှင့်ဌာနရိုဟင်ဂျာစီစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေ့ရှိထားတဲ့အချက်လက်လေးကိုဆွေးနွေးချင်တာပေါ့နော်။အဲ့တော့ပထမဆုံးဦးဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ရိုဟင်ဂျာအတန်လွင့်အစီအစဉ်ဆိုတာဖြစ်လာတဲ့အကြောင်းအရာလေးကိုပြောချင်တာပေါ့လေအဲ့တော့ဒုတိယကမ္ဘာစစ်ကလေးကပဲနိုင်ငံခြားလူမျိုးစုတွေနဲ့ပတ်သက်တဲ့အတန်လွင့်အစီအစဉ်တွေကမြန်မာပြည်မှာထုတ်လွှင့်နေပါပြီဥပမာပြောရမယ်ဆိုရင်တင်မျိုးဘာသာစကားနဲ့ပတ်သက်တဲ့အတန်လွင့်အစီအစဉ်ပြီးတဲ့အခါဘင်္ဂလီအတန်လွင့်အစီအစဉ်ပြီးလို့ရှိရင်ဟိန္ဒူစတန်နီဘာသာစကားနဲ့ပတ်သက်တဲ့အတန်လွင့်အစီအစဉ်ဆိုရှိခဲ့ပါတယ်ဒါပေမဲ့1961ရောက်တဲ့အခါမှာဒီဗိုလ်မှူးချုပ်အောင်ကြီးနဲ့ဒီမူဂျာဟစ်လက်နက်ကိုင်တွေရဲ့တောင်းဆိုချက်အရဒီဘင်္ဂလီစာဒီရိုဟင်ဂျာလို့သုံးလိုက်တဲ့အတွက်ကြောင့်မလို့ဒီဘင်္ဂလီဘာသာစကားတန်မြင့်ဌာနကနေပြီးတော့ရိုဟင်ဂျာတန်မြင့်အစီအစဉ်ဆိုပြီးတော့ပြောင်းလဲသွားတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီမှာကျမတို့တွေ့ရှိချက်ရဆိုလို့ရှိရင်တော့မြန်မာအတန်မှာအဲ့ဒီချိန်လေးကတိုင်းရင်းသားဘာသာအတန်လို့စီစဉ်တဲ့ဒီလေခြားဒေသလူမျိုးစုအစီအစဉ်ဆိုပြီးတော့နှစ်ခုကိုဖွဲ့ထားပါတယ်အဲ့တော့ဘင်္ဂလီဆိုတဲ့ဒီရိုဟင်ဂျာဒီအတန်လွင့်အစီအစဉ်ကတိုင်းရင်းသားမဟုတ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီချိန်လေးကပဲဒီလေခြားဒေသလူမျိုးစုအစီအစဉ်ဆိုပြီးတော့ထည့်သွင်းထားတာကိုကျမတို့1961ဒီနေ့စဉ်ထုတ်သတင်းစာတွေမှာလေ့လာတွေ့ရှိခဲ့ရပါတယ်ရှင်